Hello ဒီနေ့ vlog လေးကတော့တကြံချနေမှာ random ရိုက်ထားတဲ့ video လေးတွေပါတကြံကိုအပြင်မထွက်ဖြစ်တာ4နှစ်လောက်ရှိပြီပေါ့နော်အခုမှပြန်ပြီးတော့ထွက်ဖြစ်ပါတယ်ဒါတော့မှရေပက်ကန်ထွက်ရတာမကြိုက်ပေမဲ့အိမ်ကအတင်းခေါ်သွားလို့ပါသွားတာပါတကယ်ပါမနက်9နာရီခွဲ10နာရီလောက်ကနေစပြီးတော့အိမ်ကထွက်တာမြို့တော်ခမ်းမကို17နာရီဝန်းကျင်လောက်မှရောက်တယ်ပေါ့နော်မြို့တော်ခမ်းမမှာအဲ့ဒီချိန်မှာလူတော်တော်လေးတော့စီနေပါပြီနေရလဲတော်တော်ပြင်းပါတယ်ဒီကြတာဒီလိုချိန်မှာဆန်းခွဲမလိမ့်မဲနဲ့ရေပက်ခံထွက်မယ်ဆိုရင်တော့မိသွေးခဲ့ဖြစ်သွားတော့မှာပါ။တကယ်တော့အောက်ကိုဆင်းမိလေခဲ့ပါသေးတယ်ဒါပေမဲ့ရေစုံမှာဆိုလို့ဗီဒီယိုလေးတွေကမရိုက်ခဲ့ရပါဘူး။ဒါကတော့ကားနဲ့အရှိရနေရိုက်ထားတဲ့ view ပေါ့နော်။နေရတာပူတာလူတွေကတော့မပြတ်ပါဘူး။အများကြီးပါပဲ။မနေတိုးရပါတယ်။ဟိုဘက်မှာတော့လမ်းလျှောက်တဲ့ကြံရှိပါတယ်။အဲ့ဒါလည်းဗီဒီယိုမရိုက်ခဲ့လိုက်ရပါဘူး။အဲ့ဒီမှာခဏလေးပြီးတော့ဘိုက်စာရန်နဲ့ပြမနာဘက်ကိုသွားဖြစ်ပါတယ်။ပြမနာဘက်မှာလည်းမန်တက်တီရှိမယ်ထင်လို့တော့သွားလိုက်ပါတယ်ဒါပေမဲ့ရောက်တဲ့အချိန်မှာမန်တက်တီဘာတွေတော့မတွေ့ပါဘူးဒါပေမဲ့သူတို့ရဲ့လမ်းလျှောက်တဲ့ချန်တော့ရှိပါတယ်လမ်းလျှောက်တဲ့ချန်ဆိုပေမဲ့အဲ့ဒီအချိန်မှာလူသိမ့်မစီသေးပါဘူးရေလည်းမလွတ်သေးပါဘူးအဲ့ဒါကြောင့်ဘိုက်စာရန်နဲ့စားဖို့အတွက်လက်ဖေးဆိုင်ဒီဇိုင်းလောက်သွားပြီးရှာလိုက်ပါတယ်မရောက်ခင်မှာလက်ဖေးဆိုင်လေးတွေ့လို့ထိုင်ပြပါတယ်သူကလေတော်တော်လေးအဆင်ပြေပါတယ်ရင်းနှီးခွက်လေးတွေကလည်းချစ်စရာလေးပြီးတော့တခြားဆိုင်တွေထဲဆိုင်ရင်သူကကြတော့ဈေးတော်တော် fair ဖြစ်တဲ့နေရာမှာပါတယ်ပေါ့နော်ဒီဆိုတော့သွားတဲ့အချိန်မှာဒီစီလုံးတီတစ်ခွက်ကို2500နဲ့ဒီဇိုင်းမှာပဲတွေ့ဖို့သေးပါတယ်ပလာတာကတော့သူ့စီမှာလုံးဝ favorite ဖြစ်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ညီစပုံမှန်ဆိုပလာတာကိုပျော့ပျော့လေးမှကြိုက်တာဖြစ်တော့သူ့စီမှာမွှမွှလေးနဲ့ပျော့ပျော့လေးတော်တော်အဆင်ပြေပါတယ်အဲ့ဒါပြီးတော့အင်အားလူတွေကမန်တက်သွားခြင်းတည်းရဲ့ဆိုတာနဲ့သူတို့ပြင်မနာဘက်ကနေပြန်ပြီးလာခဲ့တယ်ပေါ့နော်ပြန်လာတဲ့လမ်းမှာလည်းမုံလက်ဆောင်လေးတွေစတိုရီတာဝင်နေရတွေ့လို့ဝင်ပြီးတော့စားခဲ့ပါသေးတယ်ဗီဒီယိုဆိုးမိုးနဲ့ရိုက်မိသွားလို့ပါအဲ့ဒီကနေပြန်လာပြီးတော့မြို့တော်ခမ်းမရှိကိုပြန်ပြီးတော့ရောက်ပါတယ်အဲ့ဒီချိန်ထိလည်းလူတွေကတော်တော်စီနေပါတယ်ဟိုအစိုးရတက်တောင်မှပို့ပြီးတော့စီလာပါသေးတယ်ဒီမှာလည်းထပ်ဆင်းခဲ့ပေမဲ့ဖုန်းရည်စုံမှကြောက်လို့ထပ်ပြီးတော့မရိုက်ခဲ့ရပါဘူးမနေ့နောက်မှာစတိုရီတာကျွေးရွှေရင်အေးကိုလည်းမလွတ်တမ်းဆွဲခဲ့ပါသေးတယ်ပြန်ကြတော့ခောက်ဆွဲကြောစားခြင်းလို့ဈေးဝင်ပါတယ်။တပီကုန်းညဈေးကတော်တော်လေးစီပါတယ်။အခါကြီးရဲ့ကြီးဆိုတော့မြို့တော်ခမ်းမဘက်ကလာတဲ့လူတွေကညဈေးဝင်တဲ့အခါကျတော့အရင်တက်ပို့ပြီးတော့ဒီနေ့စီရဲလို့ထင်ရပါတယ်။ခောက်ဆွဲဝယ်ပြီးဆိုတော့ခောက်ဆွဲကြောတဲ့အခါကျရင်လူတွေတီးရွက်လေးတွေကိုတွားပြီးဝယ်တဲ့အချိန်မှာအဲ့ဒီဆိုင်ဒီဇိုင်းကပေါ့နော်ခြားဆိုင်နေနဲ့မတူတာအလူလုံနေရလားတော့မသိပါဘူး။မနေ့ပြန်တချမ်းပိတ်မှဖြစ်တဲ့အတွက်သူကပုံမှန်ထပ်ပို့ပြီးတော့ဈေးလျှော့ရောင်းတာပေါ့နော်။အများကြီးကိုမှလုံးဝ1000မပြည့်ခဲ့ပါဘူးဘူးညွန့်နေဆိုလည်းအကုန်လုံးထိုးထည့်ပေးလိုက်ပါတယ်စစ်ဖို့တော့မလိုပါဘူးသူကစင်ပြေပါတယ်အနေခင်းချင်ဒီလေးလည်းဝယ်ခဲ့တယ်ပြီးတော့အာလူဆိုရင်တပိတ်သားလုံးမှ4000နဲ့ပေးလိုက်တာပါအပူတွေလည်းအများကြီးထည့်ပေးလိုက်ပါသေးတယ်အဲ့လိုနဲ့ပဲမောက်တရတီလည်းအလကားပေးလိုက်ပါသေးတယ်ဒီရွက်တွေကကျန်တဲ့အချိန်တက်အခါကြီးရဲ့ကြီးတွေမှာဝယ်တာပို့ပြီးတော့တန်ပါတယ်သူတို့လည်းအိမ်ပြန်ရတော့မှဆိုပြီးတော့အများကြီးရှော့ပြီးရောင်းလိုက်တာပါအဲ့လိုနဲ့အိမ်ပြန်တဲ့အချိန်ကျတော့ညမိုးချုပ်သွားပါတယ်8နာရီကျော်မှအိမ်ပြန်ရောက်ပါတယ်တနေ့ကုန်ပြန်မှာပါနောက်နေ့လေးလည်းစိတ်ကူးပေါရင်ဘလော့လေးထားရပါအောင်မယ်ဘိုင်